မင်္ဂလာပါခင်ဗျာဒီခါပေါ့နော်ကျွန်တော်မိတ်ဆက်ပေးချင်တာပေါ့နော်ဒီကွာဖုံးပေမရှိတဲ့အချိန်ခါမျိုးမှာပေါ့နော်ဖုံးပေဘယ်လိုရအောင်ယူရမလဲပေါ့နော်အဲ့ဒါလေးပေါ့နော်ဒါကွာဖုံးပေတကယ်မရှိဘူးဆိုရင်ဒါဒီ1000ဆိုတာလည်းပဲဒါတန်ဖိုးရှိရတယ်ပေါ့နော်ကိုတက်ကဒါနေနဲ့သုံးလို့ရတယ်ဒါဖုံးဒါဒီချိရဒါခဏလေးနဲ့ကုန်တယ်ပေါ့နော်ဒါမရှိဘဲနဲ့ကိုယ်ဖုံးပေဒီ1000ဆိုတာလည်းဒါပြောဆိုအသုံးခံတယ်ပေါ့နော်အဲ့1000ကိုဒါကွာဘယ်ကနေဘယ်ရအောင်ယူရမလဲဆိုတဲ့ဟာဒီကျွန်တော်ပြောပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးပေါ့နော်ဒါဒီ software လေးတစ်ခုကျွန်တော်မိတ်ဆက်ပေးမယ်ပေါ့နော်ဒီ A+ ဆိုတဲ့ဒီ software လေးပေါ့နော်ဒီ A+ Plus ဆိုတဲ့ software လေးအဲ့ software လေးနဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆက်ပေးမယ်ပေါ့နော်အဲ့တော့ဒီ software လေးပေါ့နော်ဒီ software လေးဒီဟာပေါ့နော်ဒါဒီဟာ A+ wallet ပေါ့နော်ဒီကောင်ကကြတော့ခုကျွန်တော်ပေါ့နော်ပြမယ်ပေါ့နော်ဒီမှာ invite and earn ဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးတစ်ချက်လေးပေါ့နော်အဲ့တော့မိတ်ဆွေတို့ကပေါ့နော်ဒီကျွန်တော်ရဲ့ဒီ refer code လေးကိုပေါ့နော်သုံးပြီးတော့ပေါ့နော်မိတ်ဆွေတို့ account ဖွင့်လိုက်မယ်ဆိုရင်မိတ်ဆွေတို့ကဒီ refer code ကိုသုံးမှမိတ်ဆွေတို့ကဒီ1000ရမှာနော်ဒီ refer code လေးကိုမိတ်ဆွေတို့သုံးလိုက်မယ်ဆိုရင်မိတ်ဆွေတို့ဒါaccount ဖွင့်သွားပြီဆိုတော့လည်းမိတ်ဆွေတို့ဒါ1000စပြီးတော့သူ activate လိုက်ပြီဆိုရင်မိတ်ဆွေတို့1000ရပြီပေါ့နော်ကျွန်တော်ကကြတော့ဒီ refer code ကိုကျွန်တော်ကတကယ်ချင်းဖိတ်ခေါ်ပေးကြကျွန်တော်900ရမယ်ပေါ့နော်မိတ်ဆွေတို့ကလည်းအဲ့လိုပဲပေါ့နော်ကိုယ့်အိမ်မှာဒါမိသားစု9ယောက်ရှိရဒီမှတ်ပုံနဲ့9ခုရှိရဆိုရင်ဒါမိတ်ဆွေတို့ကဒါ9ယောက်ရည်ညွှန်းမယ်ဆိုရင်တယောက်ကိုဒါမိတ်ဆွေတို့အချင်းချင်းပေါ့နော်ဒီမိသားစုချင်းချင်းဒါရည်ညွှန်းမယ်ဆိုရင်ဒါဒီမှတ်ပုံတစ်ခုသုံးပြီးနဲ့ဒါဒီကပေါ့နော်1000ရယ်ဒါကိုကရည်ညွှန်းတဲ့သူကကိုကဖွင့်လိုက် account ဖွင့်လိုက်တော့1000ရမယ်မိတ်ဆွေဒါ900ရမယ်ပေါ့နော်ဒါ1500ရမယ်ပေါ့နော်2ယောက်ဆိုရင်ဒါမိတ်ဆွေတို့ဒါ3000ပေါ့နော်3000ရမယ်ပေါ့နော်ဒါ software လေးတစ်ခုတက်ပေါ့နော်ဒီဟာလေးကဒါကိုဖုံးပြီးမရှိတဲ့အချိန်ဒီ1000တို့900ဆိုတာတန်ဖိုးရှိရပေါ့နော်ဒါကျွန်တော်ဆိုရင်ဟိုတယောက်ကိုရည်ညွှန်းထားကြအောင်ဒါ900ရရပေါ့နော်ဒါကျွန်တော်သုံးထားတာ1000ရှိရပေါ့နော်အဲ့တော့အမှန်တကယ်ဆိုဒါကျွန်တော်ကဒီ account ဖွင့်တော့ဒါ1000ရထားတဲ့1000ရဒါရည်ညွှန်းတာ900 1500 1000တော့ဖုံးပြီးဖြစ်သွားပြီပေါ့နော်နောက်တစ်ခုကကျတော့ဗာလေးလဲဆိုတော့ဒီမှာပေါ့နော်ကျွန်တော်နောက်တစ်ခုထပ်ပြမယ်နော်နောက်တစ်ခုကကျတော့ဒီမှာဒီ AYNB ပေါ့နော် AYNB ကမိတ်ဆွေတို့ဒီဟာပေါ့နော်refer code ဒီလိုပဲပေါ့နော်မိတ်ဆွေတို့ဒီဒါကျတော့ဘယ်လိုလဲဆိုတော့ဒီရည်ညွှန်းပေးသူကဒါမရဘူးပေါ့နော်ရည်ညွှန်းပေးတော့မရဘူးဒီကောင်ကျတော့အကောင့်ဖွင့်တဲ့သူက1000အကောင့်ဖွင့်တာနဲ့အကောင့်ဖွင့်လို့ဒီမှာ approve ဆိုတဲ့ဟာဒီပေါ်သွားပြီဆိုတာနဲ့ level 2 approve ဆိုတဲ့ဟာဒီတစ်ခါတည်းပြီးတော့အကောင့် activate လုပ်ပေးလိုက်ပြီဆိုတာနဲ့မိတ်ဆွေတို့ဒီဟာဒီကလည်း1000ရမှာပေါ့နော်ဟုတ်အဲ့တော့ဒီမှာပေါ့နော်ဒီဟာလေးဒီဟာလေးကိုမိတ်ဆွေတို့ဒီကျွန်တော်ရဲ့ဒီ refer ကိုလည်းမိတ်ဆွေတို့သုံးပြီးတော့ဒါဖွင့်မှာပေါ့နော်ဖွင့်မှာဒါမိတ်ဆွေတို့1000ရမှာပေါ့နော်အဲ့လိုဒီ refer ကိုလေးကိုသုံးပြရဒါဒီကောင်ကကျတော့ကျွန်တော်တို့ကတော့ဘာမှဒါဟိုခံစား권မရှိဘူးပေါ့နော်မိတ်ဆွေတို့အတွက်ကျတော့ဒီကောင်က1000ရမယ်ပေါ့နော်အကောင့်ပွင့်သွားဆိုတော့မိတ်ဆွေ1000တိုင်းရမယ်အဲ့တော့ဆိုတော့ A black ကကျတော့ဒီဟာပေါ့နော်မိတ်ဆွေလည်းပြန်ပြီးညွှန်းလို့ရတယ်ပေါ့နော် A black ကကျတော့2ယောက်စလုံးမှာအကျိုးခံစား권ရှိတယ်ဒါအကောင့်ပွင့်သွားဆိုတော့လည်းဖွင့်တဲ့သူက1000ရမယ်ကိုကရည်ညွှန်းပေးဆိုရည်ညွှန်းပေးတဲ့သူကဒါ900ရမယ်ဒီ A black ဒီ AYP ကကျတော့ဒီကောင်ကကျတော့ဒါ1000ပေါ့နော်အကောင့်ပွင့်သွားပြီဆိုတာနဲ့ဒီ activate လုပ်ပြရင်ဒါ1000တိုင်းရမယ်ပေါ့နော်ဟုတ်ကဲ့ဒီဟာပေါ့နော်ဒါမျိုးတွေတော့ပေါ့ဖုန်းမေဒါအလွယ်တကူရတဲ့နည်းလေးကျွန်တော်ဒါဝေမျှပြရဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လို့လည်းပဲဒါ subscribe လုပ်ပြီးတော့အကြံပြုချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်